မင်္ဂလာပါဒီနေ့မှာတော့ကလောင်ရှင်စင်ကြီးသားထားတဲ့မသေးပါနဲ့မနှင်းစီဆွဲလုံးချင်းဝတ္ထုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်မသေးပါနဲ့မနှင်းစီဒါနဲ့ခမ ्या ကိုကျွန်တော်ပြပြအောင်မယ်လူတွေကဘယ်လောက်သိချင်နေပြောတကယ်သိချောင်းချင်ကြပြီတကယ်လေးသိခါနေပြီဆိုရောတကယ်မသိချင်တဲ့စိတ်ကလေးပေါ်လာတတ်ကြရပဲသိလားအဲ့အခါကျသူတို့တကယ်မသိအောင်ကြိုးစားကြတယ်ဒါကြောင့်သိချောင်းချင်တဲ့သူတိုင်းမသိချတာပေါ့ဗျာကျွန်တော်အဲ့ဒီမျိုးသမီးပြောတဲ့စကားတချို့ကိုအကြာကြီးညီလေးထိုင်နှားထောင်နေရင်ဖြတ်ပြောမိတာသူကသူ့စကားကိုဖြတ်ပြောလိုက်လို့အော်သားတရားဖြစ်သွားပေမဲ့ကျွန်တော်ပြောတာကိုတော့တေချာနှားထောင်နေတာတွေ့ရတယ်ခမ ्या အနေနဲ့ပါရာစီတမောအလုံး90လောက်တောင်းရင်သိမှာပဲကျွန်တော်ထင်တာပြောတာနော်ကျွန်တော်လည်းဆရာမဟုတ်တော့တေချာမသိဘူးခမ ्या တဲ့ကကောင်းနေရင်တော့ပမာဏများများပို့လို့မှာပေါ့ဒါမှမဟုတ်ပိုနေနေနဲ့ရရမှာပေါ့အဓိကကတော့ခမ ्या တကယ်သိချင်းပြပြမယ်ဗျာလက်ကောက်ဝက်ကိုဓာတ်နဲ့လိရမျိုးတော့မလုပ်နဲ့အဲ့ကိစ္စကမအောင်မြင်တာများတယ်တကယ်တော့အဲ့ကိစ္စကိုတန်ပေးရဲ့သဘောနဲ့နာချင်အောင်လုပ်တဲ့သူတွေပဲလုပ်တာတကယ်မသိချတာများတယ်နာချင်မှုနဲ့တပေါက်ဖြာရဲ့သဘောလောက်ပဲဗျာသိလားခမ ्या လက်ကောက်ဝက်ကိုဓာတ်နဲ့လိပြီးရင်သူ့ရဲ့တော်တော်လေးထွက်လာလိမ့်မယ်ပထမဆုံးခမ ्या မျောလင့်ထားလို့နာကျင်တာမျိုးမဟုတ်ပဲပူကနေချက်ပဲဖြစ်သွားမယ်စက္ကန့်ပိုင်းတွင်မှာပဲရေပိုက်တစ်ခုပေါက်သွားသလိုခမ ्या သွေးရဲ့စီစဉ်မှုကခမ ्या ကိုစီးနှောက်ချက်ဖြစ်လာမယ်တကယ်သွေးထွက်တန်ရုံမှုရဲ့မြင်ကွင်းကဗီဇူအယ်အပိုင်းကခမ ्या ကိုလာနှောက်ချက်မယ်ခမ ्या အဲ့ဒီပုံစံနဲ့ကိုမြင်ရရင်ကျဉ်နေမယ်လို့တွေးထားပေမဲ့တကယ်တမ်းကျအဲ့ဒါဟာအော်နှလုံးနာစရာဖြစ်လာလိမ့်မယ်ဆော့ပူကနေဖြစ်သွားတဲ့နေရာကဆက်ဖြည်းဖြည်းဖြစ်လာမယ်ခမ ्या ကောင်းနေမိုးလာမယ်တကယ်တည်သွားနိုင်တဲ့ကိစ္စတစ်ခုလုံးမိပြီဆိုတာသိလာမယ်ဒီချင်းတရားခမ ्या ကိုသူ့အဆွဲလာဖျဲပြမယ်ခမ ्या တရားကိုတတိယဖြစ်လာမယ်အဲ့လိုနဲ့ကိစ္စတစ်ခုအကြောင်းအရာတစ်ခုအကျေလဲပြောချင်လာမယ်ငါကြမှာဒီလိုဖြစ်ရလားလို့တွေးမိလာမယ်ကျွန်တော်စိတ်ထဲမသိလောက်ဘူးပြတိလားအဲ့နီလန်မမိုက်ဘူးမလုံးနဲ့အမျိုးသမီးကတောက်လက်စားရက်ခွက်ကိုစပွဲပေါ်ချလိုက်တယ်စီကရက်လေးမင်းကြီးရဲ့ခတိုးတို့မခုမခံရဲ့နောက်တစ်ချိန်ခါဟာရဲ့ပြီးနောက်ကျွန်တော်ဘက်ကိုခေါင်းဆောင်မိကြည့်ပြီးတော့ဟုတ်တာပေါ့ရှင်တဲ့သူပြောတယ်ပြီးတော့စီကရက်ကိုသူ့ညာဖက်လက်မှာကင်ထားရင်ခေါင်းကိုမော့လို့တန်ထွက်ပြီးရဲတယ်နောက်ပြီးသူ့ရဲ့နေရာကနေအတန်တိတ်သွားတယ်ကျွန်တော်ပုံကလည်းတောင်းတတာပါပဲကျွန်တော်ခွက်ကုန်းနေလို့သူတောက်လက်စာကိုပဲယူပြီးကောင်းအောင်မော့လိုက်တယ်မိသက်သားရဲ့ secret တို့ကိုမိပြန်ညှိလိုက်တယ်တကယ်တော့ကျွန်တော်ပြောစရာတွေရှိသေးတယ်ဗျနည်းနည်းပေါ့ဒါပေမဲ့သူကပဲဆက်ပြောတယ်အကိုကျွန်တော်တို့တာမန်သူလိုကိုလိုကြီးစားထားကြသလိုပဲတွဲလို့ရမလားအခုဆိုကျွန်တော်တို့ရက်တော့တယ်အတူအိတ်တယ်တချင်းတရားရဲ့လူသားဝိုင်းကိုမုန်းတဲ့ကြောင်းကြီးပြောကြတယ်အမောင်တဲ့ဝေးချီတွေဆန်ခဲမောင်းပြီးရှောက်သွားတယ်အေးမောလိုညိုမဲနေရဲ့မျက်ကွင်းနေနဲ့နောက်တစ်နေ့မှထပ်တွေ့ပြီးခဏအတူတူထပ်နေကြတယ်ပြီးရင်ကျွန်တော်တို့ကအဖော်မရှိရဲ့တိကျလူတွေထပ်ပြစ်သွားကြပြန်ရောလွန်ခဲ့တဲ့နိုင်ပိုင်းကအကိုနဲ့တူအိတ်နေခဲ့ပြီးနောက်ခဏလေးနေရောကျွန်တော်နိုးလာတော့ကျွန်တော်တယောက်တည်းဒီနိုးလာရဲ့ညရီဆိုကျွန်တော်ကြောက်တယ်ကျွန်တော်ကတယောက်တည်းဖြစ်နေရတာတွေကိုလည်းကြောက်တယ်လို့အကိုကိုလည်းကြောက်တယ်ငငယ်အချောင်းမှာဆရာတယောက်ရှိရောက်နေသူလိုကြောက်တာအကိုနဲ့တွေ့တိုင်းနှွေးထွေးပေမဲ့အကိုနဲ့တက်လုံးတူမနေချင်တာကလည်းကျွန်တော်စိတ်ရောကပဲဖြစ်လိမ့်မယ်သူကတော့သူ့ကျင်တိုင်းစကားတွေအရှိကြီးပြောနေတယ်ဒါပေမဲ့မရတော့ဘူးဗျကျွန်တော်သူ့စကားကိုပြောမှရတော့မယ်သေတော့မယ်လို့တွေးထားတဲ့လူတယောက်နောက်ဆုံးဖုန်းခေါ်ထားတဲ့လူကကျွန်တော်မဖြစ်ချင်ဘူးလေကျွန်တော်လည်းသူပြောသလိုတာမန်နေစင်ပေါ်ရတယ်ဒီတိုင်းလေးပဲဖြစ်တန်းသွားချင်ပါတယ်တတိယရင်ဖုန်းခေါ်မယ်ကိုရန်လွမ်းလေလို့မင်းတပ်ပုံလင်းပို့ပေးပါအောင်လို့ social network ကနေလှမ်းပြောမယ်အရက်လေးများမူးနေရင် voice mail နဲ့သူချစ်တဲ့ကိုကြားရဲ့တခြင်းလေးဆိုပြအဲ့လိုမျိုးသူ့ကိုချော့ချင်ပါတယ်တကယ်လို့များကျွန်တော်တို့သိဖို့ပဲတွေးမနေချတဲ့နေ့တွေမယ်ဆိုရင်ပေါ့တကယ်တော့သူကလိန်နေတာပြတိလားသူမေးတယ်တာမန်လူလေးတွေရီစားထားကြသလိုတွဲချမလားတဲ့တကယ်တော့သူကအရှင်ပြင်းပြင်းမောင်းလာပြီးတွေ့ကြရတဲ့ပင်ကိုဝင်တိုက်ပြမဲ့ကားပဲသူတေခုတေလေအသေးတော့အဲ့ကိစ္စကတိုက်မိရင်တေးမှာတီထားရမှာတခု
အဲ့ဒီတစ်ပင်ကကျွန်တော်ပဲပထမတော့အကြာကြီးညီနေမိကြသေးတာနောက်တော့သူရောကျွန်တော်ရောရက်တစ်ခွက်စီထန့်ခဲ့ပြီးတယောက်မျက်နှာတယောက်ကြည့်ရဲဖြစ်ကြတယ် secret တွေတောင်းရင်မိဟုံးငွေတွေနဲ့တယောက်မျက်နှာကိုတယောက်မှုတ်ဖြစ်တယ်ခင်ဗျားခံစားမိလားကျွန်တော်တို့ကရောစားကြီးတဲ့ကစားဝိုင်းတစ်ခုပြတယောက်စီတယောက်ဆွတ်ဆက်ပြီးဝင်လာဖို့အလူအိမ်မမဟုတ်တာလေအဲ့လိုမလွယ်ဘူးတကယ်တည်ရှင်တော့ကျိုးဆွဲချတာအကောင်းဆုံးပဲအဲ့ဒါအောင်မြင်ဖို့များတယ်ကျွန်တော်အဲ့လိုပြောလိုက်တော့သူကတော်ပါတော့အကိုရဲ့ဒါကျွန်တော်ပေးထားတဲ့ကောင်းစင်ပေါ့လေမသေးပါနဲ့မနှင်းစီ